သူဟာဘယ်တုန်းကမှတာဝန်မပြတ်ကွက်ခဲ့ဘူးတဲ့ဝါရင်လောက်ချန်တပ်ဖြတ်သူ hitman တယောက်ပါဒါပေမဲ့တနေ့မှာတော့သူဟာထူးဆန်းစွာနဲ့ကလေးဘဝပြန်ပြောင်းသွားခဲ့ပြီးမူလအတိုင်းပြန်ဖြစ်စေမဲ့ကုထုံကိုရှာဖွေဖို့အတွက်ចောင်းသားတယောက်အဖြစ်ဟန်ဆောင်ကចောင်းပြန်တက်ခဲ့ရပါတော့တယ်ဇလန်အစမှာတော့ဂျူအိုဆိုတဲ့လောက်ချန်တပ်ဖြတ်သူနဲ့စတင်မိတ်ဆက်ပေးထားပါတယ်သူ့ရဲ့အထက်လူကြီးကဒီတစ်ခေါက်တာဝန်မှာကာကွယ်ရေးအဆောက်အနေငယ်ပဲရှိတာမို့လွယ်ကူလိမ့်မယ်လို့ပြောခဲ့ပါတယ်ဂျူအိုဟာအဆောက်အုံတစ်ခုတည်းကိုဝင်ရောက်ပြီးခြေရာဖျောက်ဖို့အတွက်ကင်မရာတွေကိုအရင်ဖျက်ဆီးခဲ့ပေမဲ့အထဲမှာတော့လူမိုက်ခိုင်းတာအုပ်စုနဲ့တွားတိုးပါတော့တယ်လူမိုက်တယောက်ကတနက်နဲ့ဂျူအိုကိုချင်းချောက်ခဲ့ပေမဲ့ဂျူအိုကတနက်ကိုလင်းလင်းမြန်မြန်လူယူလိုက်ပြီးကြံနေသူတွေကိုပါတယောက်မကြံပစ်ခတ်နေလိုက်ပါတယ်အဲ့ဒီထက်ကလူတယောက်ကပတ်စံတစ်တာကိုယူပြီးထွက်ပြေးဖို့ကြိုးစားတာကိုဂျူအိုမြင်သွားခဲ့ပါတယ်ဒါပေမဲ့သူ့မှာကြီးစံကုန်သွားတာမို့ခြေထိုးခံပြီးလဲချလိုက်ပါတယ်ထိုလူကအသက်ချမ်းသာပြီးဖို့တောင်းပန်နေရင်ကနေရုတ်တရက်တနက်ထုတ်ပြီးပြန်ဖြစ်ပါတယ်ဂျူအိုပျောက်သွားတာကိုသူတတိထားမိလိုက်ချိန်မှာပဲဂျူအိုကသူ့နောက်ကနေရုတ်တရက်ပြန်ပေါ်လာပြီးလက်တီးနဲ့ထိုးလွှတ်လိုက်ပါတော့တယ်အဲ့ဒီနောက်ဂျူအိုဟာပတ်စံတစ်တာကိုသူ့ရဲ့ပါတနာဖြစ်သူကိုတာစီအပ်လိုက်ပြီးအဆောက်အုံထဲမှာအဆောင်25ယောက်တောင်ရှိနေတာကိုကိုတာကဘာလို့အနေငယ်ပဲရှိတယ်လို့ပြောခဲ့တာလဲဆိုပြီးမေးခွန်းထုတ်ပါတယ်ကိုတာကအလုတ်လွဲချော်သွားတဲ့အတွက်တောင်းပန်ခဲ့ပေမဲ့ဂျူအိုကအားလုံးကိုတယောက်တည်းရှင်းပြနိုင်ခဲ့တာမို့ဝါရင်လောက်ချန်တပ်ဖြတ်သူပြီးတာပါပဲလေဆိုပြီးအံ့ဩချီးကျူးနေပါတယ်ကိုတာကတစ်တာကိုဖွင့်လိုက်တဲ့အခါမှာတော့အထင်းမှာပြားအောင်တအုံပဲရှိနေတာကိုတွေ့ရလို့နှစ်ယောက်သားကြောင်သွားကြပါတယ်ဂျူအိုသူ့ရဲ့တိုက်ခန်းစီချန်လာချိန်မှာကောင်လေးတယောက်ကသူ့ကိုမတော်တဆဝင်တိုက်မိသွားပါတယ်ဂျူအိုရဲ့မျက်နှာဘေးကိုမြင်ပြီးကောင်လေးကလန့်ဖြတ်သွားခဲ့ပါတယ်ဂျူအိုကတော့သူဟာကလေးတွေနဲ့ဆက်ဆံရမှာဘယ်တော့မှအဆင်မပြေခဲ့ပုံကိုတွေးမိပြီးငါသာကလေးတွေနဲ့အဆင်ပြေပြီးဆက်ဆံတတ်ရင်ငါမိသားစုနဲ့အခြေအနေတွေအခုလိုဖြစ်လာမှာမဟုတ်ဘူးလို့တွေးနေမိပါတယ်သူဟာလောက်ချန်တက်ဖြတ်တဲ့အလုပ်ကလွှဲရင်ဘာမှမတတ်တဲ့အပြင်ဒီအလုပ်ကိုလည်းသူ့ကိုယ်တိုင်သဘောမကျပါဘူးဒါကြောင့်သမီးဖြစ်သူကိုဘာပြောရမှန်းလည်းမသိဖြစ်နေတာပါအဲ့ဒီချိန်မှာပဲသူဟာပြားတကောင်ရဲ့တုတ်ချင်းကိုခံလိုက်ရပြီးဝေဒနာခံစားရကမိလေသွားပါတော့တယ်သူပြန်နိုးလာတဲ့အခါမှာတော့သူ့ရဲ့ဇနီးဟောင်းအီရီကိုတွေးလိုက်ရပါတယ်အီရီကဒါဟာသူမရဲ့တခွေးကံဖြစ်ကြောင်းပြောပြပြီးဂျူအိုရဲ့မှတ်ဉာဏ်ကြီးကောင်းမွန်သိရလားဆိုတာသိချောင်းမိခုနေမိတယ်ဂျူအိုရဲ့ပြစ်မှတ်ဟာတက်ရှိတတော်ဝါရဲ့မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုကိုသူတည်တနာပြုလုပ်တဲ့ကုမ္ပဏီတစ်ခုနဲ့ပတ်သက်နေပြီးဂျူအိုကိုတုတ်ခဲ့တဲ့ပြားဟာလေတာမန်ပြားမဟုတ်ကြောင်းပြောပြပါတယ်အီရီကမှန်တချပြီးလိုက်တဲ့အခါမှာတော့ဂျူအိုဟာသူ့ကိုယ်သူကောင်းလေးတယောက်ဘဝပြန်ရောက်နေတာကိုမြင်ပြီးလန့်သွားပါတော့တယ်မူလအတိုင်းပြန်ဖြစ်နိုင်တဲ့နီလန်ရှိလားလို့မိပြီးမြင်အီရီကလည်းဘာကြောင့်အခုလိုဖြစ်သွားလဲဆိုတာကိုခွဲခြမ်းစိတ်ဖြာဖို့မလွယ်ကူသေးတာမို့မတိချကြောင်းပြောတယ်အီရီကသူ့ကိုအလုံနာဖို့အကြံပြုပေမဲ့ဂျူအိုကတော့ဇရိတ်စကားတွေပေးချဖို့ပတ်စံလိုတယ်လို့ပြောနေတော့မှပဲသူ့ရဲ့အထက်လူကြီးစီကဖုံးဝင်လာပါတယ်ဂျူအိုကသူ့မှာတခုခုဖြစ်ပျက်ခဲ့တာကိုဝန်ခံပေမဲ့အလုံလုံနိုင်သေးကြောင်းပြောပြတာကြောင့်အထက်လူကြီးကနောက်ထပ်တာဝန်တစ်ခုပေးရလိုက်ပါတယ်အဲ့ဒါကတော့အလေတန်းကျောင်းတစ်ခုကိုတက်ရောက်ဖို့ပါပဲအထက်လူကြီးကသမီးဖြစ်သူကိုအဲ့ဒီကျောင်းမှာထားဖို့စဉ်းစားနေတာမို့ဂျူအိုကိုအခြေအနေတွားရောက်စုံစမ်းခိုင်းတာဖြစ်ပါတယ်အီရီကလည်းဂျူအိုဟာငယ်စဉ်ကအလေတန်းကျောင်းမတက်ခဲ့ဘူးတာမို့ဒါဟာသူ့အတွက်အကောင်းဆုံးအလုပ်ဖြစ်လိမ့်မယ်လို့တွေးနေပါတယ်ဂျူအိုကစိတ်ဝင်စားဘူးလို့ညင်းခဲ့ပေမဲ့အထက်လူကြီးကပေးမဲ့လစာပမာဏကိုပြောပြလိုက်တဲ့အခါမှာတော့ချက်ချင်းစိတ်ပြောင်းသွားပါတော့တယ်ဂျူအိုကျောင်းဝတ်စုံလေးတဲ့အခါဘာလို့မျက်မှန်တက်ရတာလဲဆိုတာကိုနားမလည်ဖြစ်နေပါတယ်ကိုတာကတော့ဒီမျက်မှန်မှာကင်မရာနဲ့မိုက်ခရိုဖုန်းတွေဝတ်ထားတာဖြစ်ပြီးဂျူအိုကအသက်ကြီးပြီးခင်းမောက်ကြနေတဲ့သူဖြစ်တာမို့အကူအညီလိုလိမ့်မယ်လို့ပြောပြပါတယ်ဂျူအိုအတန်းလေးဝင်ပြီးမိမိကိုမိတ်ဆက်တဲ့အခါအားလုံးကသူ့ကိုလူထူးလူဆန်တယောက်လိုထင်သွားကြပြီးကိုတာကလည်းမိတ်ဆက်ပုံကတခေတ်ကိုအဆင်မပြေချောင်းပြောပါတယ်ဒါကြောင့်ဂျူအိုကအတန်းပေါ်လေးစိတ်ဝင်စားမယ့်အရာကိုတွေးရင်းနဲ့စနိုက်ပါပြရတာဝါသနာပါလေလို့မတော်တဆပြောမိသွားပါတယ်အားလုံးကသူဟာထောင်ချနေသူလိုထင်သွားကြတာမို့ဂျူအိုက Airsoft ကစားစရာတနက်ပစ်ကင်းကိုပြောတာပါလို့အမြင်ရှင်းပြခဲ့ပေမဲ့အားလုံးကတော့သူ့ကိုထူးဆန်းနေသူလိုပဲသတ်မှတ်ထားကြပါတယ်အတန်းစင်းပြီးနောက်မိန်းကလေးနှစ်ယောက်ကဂျူအိုကိုဝင်တိုက်မိပြီးသူ့ကိုလူညံ့တယောက်အဖြစ်လှောင်ပြောင်ကြပါတယ်ကိုတာကထိုမိန်းကလေးတွေကိုပညာပေးဖို့ပြောပေမဲ့ဂျူအိုကတော့လွတ်ထားလိုက်ဖို့ပြောပါတယ်အိမ်ပြန်ရောက်တဲ့အခါကိုတာကဂျူအိုအတွက်ညစာချက်ပြပါတယ်ဂျူအိုကိုတယောက်ထဲထားခဲ့ရင်ကြက်သွန်ဖြူတွေအများကြီးပါတဲ့ရာမန်ပဲထိုင်စားနေမှာကိုသူသိလို့ပါကိုတာကဂျူအိုကိုသူ့ရဲ့အထောက်အထားကိုလျှို့ဝှက်ထားဖို့အပြင်ကျောင်းထုတ်ခံရရင်ဝင်ငွေ3ညဖြစ်သွားမှာမို့ပြဿနာမရှာဘူးတတိပေးပါတယ်နောက်တစ်နေ့အတန်းထဲမှာဂျူအိုကသူဟာငငယ်ကလေးကအဖွဲအစည်းရဲ့ခေါ်ယူခြင်းကိုခံခဲ့ရပြီးချက်ချင်းပဲစစ်မြေပြင်ကိုဆေလွတ်ချင်းခံခဲ့ရပုံကိုတွေးနေမိပါတယ်အခုဆိုရင်သူဟာအတွေ့အကြုံများစွာဖြတ်တန်းခဲ့ရတဲ့အသက်39နှစ်အရွယ်အမျိုးသားတစ်ယောက်ဖြစ်လို့တင်ယူစရာဘာမှမကြံတော့ဘူးလို့ထင်နေတာပါဒါပေမဲ့ဆရာမတင်ကြားတာကိုအာယုံစိတ်နားထောင်လိုက်တဲ့အခါမှာတော့သူတခါမှမသိခဲ့ဘူးတဲ့အရာတွေဖြစ်နေလို့အလွန်စိတ်လှုပ်ရှားသွားပါတော့တယ်အတန်းပြီးတဲ့နောက်မှာတော့ပညာသင်ရတာဒီလောက်ပြောဖို့ကောင်းမှမသိခဲ့ရောလေဆိုပြီးဝမ်းသာမျက်ရည်ပင်ကျမိပါတယ်ကိုတာလေးဂျူအိုအိမ်မှာစာကြိုးစားနေတာကိုမြင်ပြီးအံ့ဩသွားခဲ့ပါတယ်နောက်တစ်နေ့အတန်းဆင်းပြီးနောက်ဂျူအိုဟာကမ္ဘာပထဝီဝင်ဘာသာရပ်မှာသူကိုယ်တိုင်ရောက်ဖူးတဲ့နေရာတွေအကြောင်းသင်ရတာမို့အလွန်သဘောကျနေပါတယ်သူကျောင်းကထွက်ဖို့ပြင်ဆင်နေတော့ဖန်တာမျက်နှာဖုံးဆွတ်ထားတဲ့လူတစ်ယောက်ကကျောင်းဆောင်ကိုတိုက်ခိုက်ပြီးသူ့ကိုလှောင်ပြောင်ခဲ့တဲ့မိန်းကလေးတွေကိုလာရောက်နှောက်ယှက်နေတာကိုတွေ့လိုက်ရပါတယ်ကိုတာကဝင်မပါဘူးတားပြီးမြဲထိုမိန်းကလေးတွေကသူ့သမီးနဲ့အသက်အရွယ်တူဖြစ်နေတာမို့ဂျူအိုကတော့ဒီအတိုင်းကြည့်မနေနိုင်ပါဘူးသူဟာမြေပြူတစ်တာကိုထိုလူစီလှုပ်ထုပြီးဘယ်သူမှမမြင်အောင်တနက်နဲ့ပြစ်ဖောက်ကမီးကိုပုံအဖြစ်အတုံးချလိုက်ပါတယ်ဂျူအိုကထိုလူရဲ့ဖိုက်ကိုလက်သေးနဲ့ထိုးလိုက်ပြီးမြဲထိုလူကလေးမကျသွားတာမို့ငါခလေးဘဝရောက်သွားတော့အားနေသွားပြီပဲလို့တတိပြုမိသွားပါတယ်ထိုလူကဒိုင်နမိုက်ကိုမီးမိလိုက်တဲ့အခါဂျူအိုကသူ့ရဲ့ဂျိုင်းကြားသို့မဟုတ်စီးကုံကိုကန်လိုက်ပြီးဒိုင်နမိုက်ကိုလက်ထဲကနေလွင့်စင်သွားအောင်လုပ်လိုက်ပါတယ်ဒိုင်နမိုက်လေထဲရောက်နေတော့တနက်နဲ့ပြစ်ခွေးလိုက်တာကြောင့်တာကာတာနဲ့ဘိုးဘာဆိုတဲ့မိန်းကလေးနှစ်ယောက်ကသူတို့ကိုကေတင်ခဲ့တာဂျူအိုမှန်သိသွားကြပါတယ်ဒါပေမဲ့ဂျူအိုကတော့ဘာမှမလုပ်ခဲ့သလိုဟန်ဆောင်နေပါတယ်အဲ့ဒီနောက်ဂျူအိုရဲ့အတန်းဘော်တွေက group chat ထောင်ပြီးဂျူအိုကိုလူပဲအဖြစ်ထားခဲ့ကခြံထားခဲ့ကြပါတယ်ဒါပေမဲ့တာကာတာနဲ့ဘိုးဘာတို့ကတော့ဂျူအိုကို group ထဲဆွဲသွင်းပြီးသူတို့ကိုကေတင်ခဲ့တဲ့အတွက်ကျေးဇူးတင်စကားပြောကြပါတယ်ညဘက်မှာဂျူအိုကအားလုံးဖုန်း message ပို့တာမြန်လို့မလိုက်နိုင်တာကြောင့်အလေတန်းကျောင်းသားဘဝကတကယ်ကိုကြောက်စရာကောင်းပါလားလို့တွေးမိပေမဲ့လောက်ချန်တက်ဖြတ်သူအဖြစ်အလုပ်လုပ်ခဲ့ရတာထက်ဆိုင်တော့စိတ်ချမ်းသာဖို့ကောင်းတယ်လို့ခံစားရပါတယ်
ကိုတာကတော့ဂျူကိုစာတင်ရတာကိုသဘောကျနေတာကိုမယုံနိုင်သေးပဲမူလအတိုင်းပြန်ဖြစ်လာရင်အလုတ်အကင်အခွင့်အလမ်းပိုများအောင်လုပ်နေတာလားလို့ထင်နေပေမဲ့ဂျူကတော့သူတကယ်ပျော်လို့တင်နေတာဖြစ်ကြောင်းရှင်းပြပါတယ်။ကျောင်းမှာတာကာတာနဲ့ဘူဘာတို့ကသူ့ကိုနှုတ်ဆက်တဲ့အခါဂျူကစိတ်လှုပ်ရှားပြီးပြုံးပြဖို့ကြိုးစားပေမဲ့သူတို့ကတော့ဂျူရဲ့အပြုံးကိုကြောက်စရာကြီးလို့ထင်သွားကြပါတယ်။အဲဒီနောက်မှာတော့အပြေးပြိုင်ပွဲမှာအားလုံးကိုအနိုင်ရပြီးအတန်းထဲမှာလည်းအင်္ဂလိပ်စာကိုကျွမ်းကျင်စွာပြောဆိုနိုင်လို့အားလုံးကိုအထင်ကြီးစေခဲ့တဲ့နိုရင်းဆိုတဲ့မိန်းကလေးကိုတွေ့ရပါတယ်။အီရီကဂျူကိုနိုရင်းစီကနေလိုအပ်တဲ့သတင်းအချက်အလက်တွေရနိုင်တာမို့သူမနဲ့အဆက်အသွယ်လုပ်ဖို့ပြောခဲ့တာပါ။ဒါပေမဲ့ဂျူကတော့သူမဟာမီဆူကာစီဝါကုမ္ပဏီဥက္ကဋ္ဌရဲ့သမီးဖြစ်ရုံနဲ့မို့အတုံးဝင်မှာမဟုတ်ဘူးလို့ထင်နေပါတယ်။အီရီကအချီနီကိုတေချာမသိသေးတာမို့တဲလုံးစာမှန်သမျှကိုစုံစမ်းရမှာဖြစ်ကြောင်းတတိပေးပါတယ်။ကိုတာကဂျူကိုဘာလို့တငင်ချင်းမဖွဲ့သေးတာလဲလို့မေးတဲ့အခါဂျူကသူကတခြားကျောင်းသားတွေထက်အသက်အများကြီးကြီးနေတာမို့ဝင်ဆက်ဖို့ခက်ခဲနေကြောင်းရှင်းပြပါတယ်။ဂျူကနိုရင်ကိုတွားရောက်စကားပြောဖို့ကြိုးစားပေမဲ့သူမကသူ့ကိုလူကြောက်စရာကြီးထွက်သွားလို့ပြောလိုက်ပါတယ်။အတန်းထဲကထွက်လာပြီးနောက်ဂျူဟာနိုရင်ကသူ့ကိုအဲ့ဒီလိုပြောလိုက်တဲ့အပေါ်စိတ်မကောင်းလို့လဲချမတတ်ဖြစ်နေတော့မှတာကာတာနဲ့ဘူဘာတို့ကရုတ်တရက်ရောက်လာပါတယ်။ဂျူကအကြောင်းစုံပြောပြလိုက်တဲ့အခါသူတို့ကနိုရင်ဟာယောက်ျားလေးတွေကိုမုန်းတီးကြောင်းဒါပေမဲ့မိန်းကလေးတစ်ယောက်လိုချင်တာမှန်သမျှအကုန်ရှိတဲ့သူဖြစ်ကြောင်းပြောပြပါတယ်။ယောက်ျားလေးတွေသူမကိုလာပိုးပန်းကြပြီမဲ့သူတို့ရဲ့ခံစားချက်ကိုဂယုမဆိုင်ပဲညင်းပယ်လေးရှိပြီးဆက်ဆံရခတ်တာကြောင့်မိန်းကလေးတွေတောင်သူမနဲ့တိတ်မပေါင်းကြကြောင်းရှင်းပြပါတယ်။ကိုတာကဂျူကိုနိုရင်နဲ့ပတ်သက်ပြီးဘာဆက်လို့မလဲလို့မေးတဲ့အခါဂျူကသူမကယောက်ျားလေးတွေနဲ့စကားမပြောတာမို့ဘာမှလုပ်လို့မရကြောင်းပြောပြီးလက်လျှော်လိုက်ပါတယ်။အဲဒီနောက်ဂျူဟာရာမင်ဆိုင်တစ်ဆိုင်ကိုတွားခဲ့တာမှာတော့နိုရင်အဲ့ဒီဆိုင်မှာအလုပ်လုပ်နေတာကိုတွေ့ပြီးအံ့ဩသွားပါတယ်။သူကမာဆရာရှိတာမာလိုက်ပေမဲ့ချမ်းသာတဲ့မိသားစုကသမီးဖြစ်ပြီးဘာလို့ဒီမှာအလုပ်လုပ်နေတာလဲဆိုတာနားမလည်ဖြစ်နေပါတယ်။သူအချိန်လေးကိုစဉ်းစားနေရင်ရာမန်ကိုအရင်စားလိုက်ရမှာတော့တကယ်ကိုအရသာရှိလာပါတယ်။နိုရင်ကဆိုင်ပိတ်ပြီးရင်ဆိုင်နောက်ဖေးမှာလာတွေ့ဖို့ပြောပါတယ်။ဆိုင်ကကြောင်းနဲ့ဝေးတာမို့အတန်းပေါ်တွေမြင်လိမ့်မယ်လို့မထင်ထားကြောင်းသူမကပြောပါတယ်။ဂျူအိုကသူဒီအနားမှာနေတာဖြစ်ကြောင်းရှင်းပြတဲ့အခါနိုရင်ကပြတလဲနဲ့လှို့ဝှက်ပြီးဖို့တောင်းပန်တာမို့ဂျူအိုကလည်းဘသူကမှမပြောပါဘူးလို့ကတိပေးလိုက်ပါတယ်။ဂျူအိုကချမ်းသာပါလျက်နဲ့ဘာလို့ကြောင်းကိုလာကြိုမဲ့သူမရှိပဲတယောက်တည်းပြန်တာလေလို့မိတဲ့အခါသူမကလာကြိုတာကိုမုန်းလို့ဖြစ်ကြောင်းရှင်းပြပါတယ်။ဆိုင်မှာဘာလို့အလုပ်လုပ်လဲဆိုတာနဲ့ပတ်သက်ပြီးသူမကမိမိဘဝဘလောက်ပြည့်စုံလဲဆိုတာသိကြောင်းဒါပေမဲ့ငငယ်ကလေးကမိဘတွေကခင်ပွန်းကောင်းဖြစ်မဲ့သူတွေနဲ့မိတ်ဆက်ပေးခဲ့ပြီးထိုသူတွေကသူမကိုတွေးချင်းကောင်းပြနေကြတာကိုယုံရှာမိကြောင်းပြောပြပါတယ်။အလေတန်းကျောင်းရောက်တဲ့အခါမှာလေယောက်ျားလေးတွေကထိုနည်းအတိုင်းဆက်ဆံကြတာမို့ယောက်ျားလေးတွေကိုမုန်းသွားတာဖြစ်ပါတယ်။သူမကမိဘတွေဖြစ်စေချင်တဲ့အိမ်တောင်ရှင်မဘဝထက်မိမိရဲ့ကိုယ်ပိုင်အားမှန်နဲ့ယာမန်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးအသက်မွေးချင်တာပါ။ဒီယာမန်ဆိုင်ကချမ်းသာတဲ့လူတွေကြားထဲမှာအမြဲမနေချင်တဲ့သူမရဲ့ဦးလေးဖွင့်ထားတာဖြစ်ပြီးသူမစိတ်ဆိုးဒေါသထွက်တိုင်းဦးလေးကယာမန်တပကံနဲ့စိတ်ပြေအောင်လုပ်ပေးလိမ့်ရှိချောင်းပြောပြပါတယ်။သူမကဂျူအိုကိုကြည့်ပြီးဦးလေးကိုတတိယမိတာမို့စကားပြောရတာစိတ်လွတ်လပ်မှုရှိတာဖြစ်ချောင်းပြောတဲ့အခါဂျူအိုကတော့ငါကအဖိုးကြီးဖြစ်နေလို့ပါပဲလို့တွေးနေမိပါတယ်။ဂျူအိုကမိဘတွေပြောတိုင်းလုပ်ဖို့မလိုပဲမိမိအလိုရှိတဲ့အတိုင်းဘဝကိုဖြတ်တန်းတင်ချောင်းပြောပြပြီးသူမချက်ကျွေးတဲ့ယာမန်ကိုချီးကျူးလိုက်တဲ့အခါနိုရင်ကအလွန်ဝမ်းသာသွားပါတယ်။ဒါပေမဲ့ကြောင်းရောက်ရင်တော့ရင်းရင်းနှီးနှီးလာမလို့ဖို့တတိပေးပြီးလမ်းခွဲလိုက်ကြစမှာပဲဗန်ကားတစ်စီးရုတ်တရက်ဆက်ရောက်လာပြီးနိုရင်ကိုပြန်ပေးဆွဲသွားပါတော့တယ်။ဂျူအိုကကားနောက်ကိုလိုက်ပေမဲ့ကိုတာကကားကိုမီနိုင်မှာမဟုတ်တာမို့အလကားပဲလို့တားပါတယ်။ဂျူအိုကမျောစင်တစ်ခုပေါ်တက်လိုက်တဲ့အခါကိုတာကလွယ်အိတ်ထဲမှာပစ္စတိုတနက်ပဲပါတာကိုတတိပေးပေမဲ့ဂျူအိုကတော့သူဘာလုပ်နေလဲဆိုတာသိပါတယ်။သူဟာတနက်ထုတ်ပြီးဗင်ကားစီချိန်ရွယ်လိုက်ပါတယ်။ကိုတာကထိမှာမဟုတ်ဘူးလို့ထင်နေပေမဲ့ဂျူအိုကခက်မြင့်မြင့်ချိန်ပြီးခလုတ်ဆွဲလိုက်ပါတယ်။သူပြစ်လိုက်တာကခြေရာကန်ကြည်စံ tracking bullet ဖြစ်ပြီးဗင်ကားမှာတွားကတ်သွားတာမို့ကိုတာလည်းမယုံနိုင်အောင်ဖြစ်သွားပါတယ်။ပြန်ပေးသမားတွေကနိုရင်ကိုအေးအေးဆေးဆေးပူးပေါင်းရင်ဘာမှမလုပ်ဘူးလို့ပြောပေမဲ့တယောက်ကနိုရင်ရဲ့မျက်နှာကိုကင်လိုက်တာကြောင့်သူတို့ရဲ့ခေါင်းဆောင်တူဂျီမာကကန်လွှတ်လိုက်ပြီးအလုတ်ကိုတိတိကျကျလုပ်ဖို့တတိပေးပါတယ်။တူဂျီမာကနိုရင်အဖေကုမ္ပဏီကထုတ်လုပ်နေတဲ့စီဝါအသစ်အကြောင်းမေးမြန်းပါတယ်။လာအပ်တဲ့အနန္တူကနိုရင်စီမှာလှုပ်ချက်ရှိတယ်လို့ပြောခဲ့လို့ပါ။ဒါပေမဲ့နိုရင်ကတော့ဘာမှမသိပါဘူး။တူဂျီမာကသူမဦးလေးဆိုင်ကိုရောက်ခဲ့ဘူးကြောင်းနဲ့အမိုက်လို့အရသာမရှိတဲ့ဆိုင်ကိုအကုန်ဖျက်ဆီးပြစ်မယ်လို့ချိန်ချောက်တဲ့အခါနိုရင်ကသူမဦးလေးနဲ့မဆိုင်ကြောင်းပြောပြီးတူဂျီမာဘာလို့ချိန်မှမသိတာမို့ငိုပါတော့တယ်။အဲ့ဒီအချိန်မှာပဲဂျူအိုရောက်လာပြီးနိုရင်ဦးလေးရဲ့ယာမန်ကိုစော်ကားတဲ့အတွက်တူဂျီမာခေါင်းကိုတနက်နဲ့ပြစ်ထည့်လိုက်ပါတယ်။ဂျူအိုကသူ့ရဲ့အထောက်အထားကိုကာကွယ်ဖို့အတွက်နိုရင်လှည့်မကြည့်ခင်ခေါင်းကိုအိတ်နဲ့ဆွလိုက်ပါတယ်။ပြီးနောက်ပြန်ပေးသမားတွေကိုအကြံဉာဏ်နှစ်ခုပေးမယ်လို့ပြောပါတယ်။ပထမတစ်ခုကတော့သူတစ်ပါးချက်ကျွေးတဲ့အစားအစာကိုလေးစားဖို့ပါပဲ။ပြန်ပေးသမားတွေကကြားဖြတ်တိုက်ခိုက်ဖို့ကြိုးစားတာကြောင့်ဂျူအိုကအကုန်လုံးကိုပစ်ချလိုက်ပါတယ်။ကိုတာကဂျူအိုတေးစီနိုင်လောက်တဲ့ကြည်စံမဟုတ်ပဲရောပါကြည်စံသုံးနေတာကိုသိသွားပြီးဂျူအိုကအလုတ်ချိန်မဟုတ်ရင်လူမတက်ကြောင်ရှင်းပြပါတယ်။ဒါပေမဲ့လူတွေထက်လာနေတာကြောင့်ဂျူအိုကနိုရင်ကိုလက်တွန်းလဲပေါ်တင်ပြီးတွန်းထွက်လာရမှာပြန်ပေးသမားတယောက်နဲ့တိုးပါတယ်။ဂျူအိုကလှဲနဲ့တိုက်ပြီးနောက်ကနေကန်ချလိုက်ပါတယ်။ကျန်တဲ့လူတွေကပြစ်ခတ်ပေမဲ့ဂျူအိုကလှဲနဲ့ကာကွယ်ပြီးလမ်းမှာတွေးသမျှလူတွေကိုပစ်ချတာအဆုပ်အုံပြင်ပါကိုခေါ်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တူချီမာကဖန်ကားကိုသူတို့စီမောင်းဝင်လာပြီးဂျူအိုကကားကကြီးကားမှန်းသိသွားပါတယ်။ကိုတာကအချီနီမကောင်းဘူးလို့ထင်နေတော့မှာပဲဂျူအိုကလှဲကိုအားပြင်းပြင်းတွန်းထုတ်ပြီးဖန်ကားကိုတင်းမောက်သွားအောင်လုပ်လိုက်ပါတယ်။ကားမောက်သွားတဲ့အခါဂျူအိုကဒုတိယအချမ်းချမ်းကိုပြောပါတယ်။အဲ့ဒါကတော့မင်းကလေးတယောက်ကိုကျင်နာစွာမဆက်ဆံတတ်တဲ့ယောက်ျားအမိုက်ပဲဆိုတာပါပဲ။တူချီမာမိလဲသွားပြီးနောက်ဂျူအိုကနိုရင်သူ့မျက်နှာကိုမမြင်အောင်မိစီပေးလိုက်ပါတယ်။သူထွက်ခွာဖို့ပြင်ဆင်ပြီးမှအဆောက်အုံထဲမှာသူ့ရဲ့ကြောင်းစာကိုကြံခဲ့တာကိုတတိယသွားပါတော့တယ်။ဂျူအိုဟာတင်ချာအတန်းမှာအခက်အခဲဖြစ်နေလို့ကိုတာကိုတင်ပေးဖို့ပြောပေမဲ့ကိုတာကလည်းတင်ချာမတော်ပါဘူး။ဂျူအိုက ERI စီဖုန်းဆက်ပြီးအကူအညီတောင်းပေမဲ့ ERI ကသူ့မမှာအလုပ်တွေများနေတဲ့အပြင်ဂျူအိုကိုမူလအတိုင်းပြန်ဖြစ်အောင်လုပ်ဖို့နီးလန်းရှာနေရတာမို့အချိန်မရှိကြောင်းပြောပါတယ်။သူမကဆီယာမကိုမေးဖို့အကြံပြုပေမဲ့ဂျူအိုကမလုပ်ချင်တာကြောင့်မာနာကိုရှော့ဖို့ပြောပြီးဖုန်းချသွားပါတယ်။နောက်တစ်နေ့မှလည်းဂျူအိုဟာစာတွေကိုနားမလည်တာမို့နောင်ရေးအတွက်ပူပန်ပြီးပြရခံနေပါတယ်။ရီယိုဆိုတဲ့ចောင်းသားကဂျူအိုအစင်မပြေဖြစ်နေတာကိုသတိပြုမိလို့မေးတဲ့အခါဂျူအိုကအကုန်ပြောပြလိုက်ပါတယ်
ရီယိုကဂျူအိုရဲ့အခြေခံတွေအားနည်းနေတာကိုသိသွားပြီးသူကိုယ်တိုင်လည်းမူလာတန်းတော့ဆိုးခဲ့ပူကြောင်းပြောပြကဂျူအိုကိုစာတင်ပေးဖို့ကမ်းလှမ်းတာကြောင့်နှစ်ယောက်သားအတူတူစာချက်ကြပါတော့တယ်ဂျူအိုတင်ချပဟီလီမှာအမှတ်ပြရသွားတဲ့အတွက်ရီယိုကိုကျေးဇူးတင်ပြီးမုံငွေကျွေးမယ်လို့ကတိပေးပါတယ်သူတို့ကဖေးဆိုင်ကိုသွားကြစဉ်ရီယိုကလူတစ်ယောက်ကိုမတော်တဆဝင်တိုက်မိပြီးထိုလူရဲ့ laptop ပေါ်ကော်ဖီဖိတ်ဆင်သွားတာကြောင့်ချက်ချင်းတောင်းပန်ခဲ့ပါတယ်ဂျူအိုကရီယိုဟာသူ့ကိုစာတင်ပေးရင်းနဲ့လေကိုယ်တိုင်စာကြိုးစားနေတာမို့ကြီးမားတဲ့ရည်မှန်းချက်ရှိလိမ့်မယ်လို့တွေးမိပါတယ်ရီယိုကသူ့ဆရာဝန်ဖြစ်ချင်တာဖြစ်ပြီးလျှို့ဝှက်ပြီးဖို့ပြောပေမဲ့ဂျူအိုကဒါဟာဖုံးကွယ်ထားရမယ့်အရာမဟုတ်ဘူးလို့ထင်ပါတယ်ရီယိုကသူ့အမေကငငယ်ကလေးကဆုံးပါသွားခဲ့ပြီးအဖေကလည်းထွက်သွားခဲ့တာမို့အဖွားကပဲစောင့်ရှောက်ခဲ့ကြောင်းအခုအဖွားကျမ်းမာရေးမကောင်းတော့တာမို့အဖွားလိုလူတွေကိုကူညီချင်လို့ဖြစ်ကြောင်းပြောပြပါတယ်ဂျူအိုကဒါကိုကြားပြီးမျက်ရည်ကျမိကသူဟာကောင်းလေးနဲ့ရှင်ရင်ဘာမှမဟုတ်ကြောင်းနဲ့သူ့အလေးတွေကိုလူတစ်ယောက်အဖြစ်တေးသေးချာချာမဆက်ဆံခဲ့ဘူးတာမို့ကလေးတွေနဲ့ဆက်ဆံရတာတကယ်ညံပြင်းကြောင်းတွေးမိပါတယ်သူတို့စကားပြောနေတာကိုရီယိုဝင်တိုက်မိခဲ့တဲ့လူကကြားသွားပြီးရီယိုကိုဆရာဝန်ဖြစ်ချင်ရအောင်မင်းကဦးကြောင်ကြောင်လေးပဲအချက်လက်တွေကိုကြည့်အောင်လို့လှောင်ပြောင်ပါတယ်ဂျူအိုကစိတ်တိုးသွားပြီးသူကထိုးရမလားလို့တွေးနေတော့ရီယိုကတားလိုက်ပါတယ်ထိုလူကဂျူအိုကိုလည်းအလဲတန်းကြောင်အိမ်စာတော်အနိုင်နိုင်လုပ်နေရတဲ့ဦးကြောင်ကြောင်လေးလို့ထည့်ပြောပြီးစူးစမ်းလဲဘာမှဖြစ်လာမှာမဟုတ်ဘူးလို့စော်ကားပါတယ်ရီယိုကဒေါသထွက်ပြီးမိမိနဲ့သဘောထားမတိုက်ဆိုင်တိုင်းသူတစ်ပါးကိုလှောင်ပြောင်တာမကောင်းကြောင်းနဲ့မိမိတငယ်ချင်းရဲ့စူးစမ်းမှုကိုစော်ကားခွင့်မပြုနိုင်ကြောင်းပြောပြီးပိတ်အော်လိုက်ပါတယ်ဆိုင်တွေကတခြားလူတွေကလည်းထိုလူကိုစိတ်ပြက်ပြီးကိုယ့်အလုပ်ကိုလုပ်ဖို့ပြောတာမို့ထိုလူဆိုင်ပြင်ကိုထွက်ပြေးသွားရပါတယ်ထိုလူကလူအများရှိမှအဆက်ခွဲခံရလို့ဒေါသထွက်ပြီးသူတို့နောက်ကိုလိုက်ကမြစ်ထဲကန်ချဖို့ကြံရွယ်ပါတယ်ဂျူအိုကထိုလူစပိန်နဲ့လာနေတာကိုမြင်ပြီးသူ့ရဲ့6လမ်းနဲ့ကပိယာကွန်ပတ်စ်ကိုလှုပ်ပစ်လိုက်တာကြောင့်စပိန်မှောက်ပြီးထိုလူမြစ်ထဲလွင့်ကျန်ကျသွားပါတော့တယ်နောက်တစ်နေ့မှာကိုတာကဂျူအိုရဲ့အိမ်ကိုလာခဲ့ရအိမ်ကအရန်ညက်ပတ်နေတာမို့တန်ရှင်းရေးလုပ်ပေးပါတယ်ဂျူအိုကိုအိမ်တန်ရှင်းရေးလုပ်ဖို့ပြောပေမဲ့ဂျူအိုကဒါဟာယောက်ျားတွေလုပ်ရမယ့်အလုပ်မဟုတ်ဘူးလို့ညင်းတဲ့အခါကိုတာကအတွေးအခေါ်တွေပြောင်းလဲဖို့လိုအပ်နေပြီလို့တတိပေးပါတယ်ဂျူအိုကျောင်းသွားတဲ့အခါကျောင်းသားတွေကလပ်အတင်းအသီးသီးဝင်ဖို့စီးရုံးနေတာကိုတွေ့ရပြီးကိုတာကဘယ်ကလပ်ဝင်မလဲလို့မေးပါတယ်အဲ့ဒီအချိန်ဘေးစ်ဘောဘောလုံးတစ်လုံးကသူ့စီလွင့်လာတာမို့သူပြန်ပစ်ပေးလိုက်ရဖမ်းတဲ့သူရဲ့လက်အိပ်ပါပျက်စီးသွားတာကြောင့်ဂျူအိုကလူထွက်မပေါ်ချင်တာမို့အားကစားကလပ်တွေကိုရှောင်ရမယ်လို့သိသွားပါတယ်ရီယိုကတော့သူကန်ဒိုကလပ်ဝင်ဖို့စဉ်းစားထားပြီးစာတင်တာနဲ့မျှတအောင်လုပ်မယ်လို့ပြောပါတယ်ဂျူအိုကအိမ်တွင်းစီးပွားရေး Home Economics Club ကိုမြင်ပြီးဒါဟာမင်းကလေးတွေပဲရှိနေကလပ်လို့ပြောလိုက်ရရီယိုရဲ့အမချီစာတို့ကကြားသွားပြီးအဲ့ဒီလိုမှတ်ချက်မပေးဖို့တားမြစ်ပါတယ်သူမကယောက်ျားမိန်းမခွဲခြားမနေပဲလူတိုင်းမိမိကိုယ်ကိုဂရုစိုက်တတ်ဖို့လိုအပ်ကြောင်းနဲ့နေ့စဉ်လုပ်ငန်းဆောင်တာရဲ့တန်ဖိုးကိုသိရမယ်လို့ပြောပြကကလပ်ကိုလာရောက်စမ်းတက်ဖို့ဖိတ်ခေါ်ပါတယ်အကယ်၍မလာရင်ရီယိုကိုဂျူအိုနဲ့ပေးမပေါင်းတော့ဘူးလို့ချိန်ချောက်ပါတယ်ဂျူအိုကလပ်ခန်းထဲရောက်တဲ့အခါချီစာတို့ကဒီနေ့ထမင်းစုံနဲ့မီဆိုဆွပြုတ်ချက်မှာဖြစ်ကြောင်းပြောပြီးဂျူအိုပြင်းသွားရင်နောက်6လအတွင်းသူ့ရဲ့နေ့စဉ်လိုအပ်ချက်တွေကိုသူမကတာဝန်ယူပေးမှာဖြစ်ပြီးအကယ်၍ပျော်သွားရင်တော့ကလပ်ဝင်ရမယ်လို့လောင်းကြည့်ထားပါတယ်ချက်ပြုတ်ပြီးနောက်ဂျူအိုကတော့အတွေ့အကြုံမှာတာမန်ပါပဲလို့ပြောပြီးသူမပြင်းခဲ့တာမို့တည်ရည်ပဲလို့ဆိုပါတယ်ဒါပေမဲ့ချီစာတို့ကတော့ပွဲမပြီးသေးဘူးလို့ပြောပါတယ်ဂျူအိုအိမ်ပြန်ရောက်တဲ့အခါကိုတာကဂျူအိုကိုကစနီးနေနိုင်တယ်လို့ပြောပြီးမြဲဂျူအိုကတော့ကလပ်ဝင်ချင်လောက်တဲ့အထိမဟုတ်သေးဘူးလို့ရှင်းပြပါတယ်ညဘက်မှာ ERC ကဖုန်းလာပြီးဂျူအိုပို့ပေးလိုက်တဲ့အစားအစာကိုတမီးဖြစ်သူကိုစုကသဘောကျတယ်လို့ပြောပြပါတယ်ဂျူအိုဟာချီစာတို့ပြောခဲ့တဲ့မိမိအတွက်ချက်ရတာပြောဖို့ကောင်းပေမဲ့မိမိချစ်တဲ့သူတွေအတွက်ချက်ကျွေးရတာနဲ့တော့မလေးနိုင်ဘူးဆိုတဲ့စကားကိုသတိရသွားပါတယ်နောက်တစ်နေ့မှာတော့ဂျူအိုကလပ်ကိုဝင်လိုက်ပြီးနိုရင်လည်းဒီကလပ်ကိုဝင်ထားတာကိုတွေ့ရပါတယ်နိုရင်ကရာမင်ဆိုင်မှာပိုကူညီနိုင်အောင်လာတင်တာဖြစ်ပြီးဂျူအိုကိုတော့လာပြီးရင်းရင်းနှီးနှီးမလုပ်ဖို့ထပ်ပြောပါတယ်အဲ့ဒီအချိန်ကိုတာစီတတိပေးချက်တစ်ခုဝင်လာပြီးဂျူအိုကိုမူလအတိုင်းပြန်ဖြစ်စေမယ့်နီလန်ရှာတွေ့ပြီးဖြစ်ကြောင်းဒါပေမဲ့နိုရင်ကိုလက်ထပ်ရမှာဖြစ်ကြောင်းပြောပါတယ်မစ်ဆူကာစီဝါကုမ္ပဏီကနိုရင်ကိုလက်ထပ်တဲ့သူဟာကုမ္ပဏီကိုဆက်ခံရမယ်လို့ကြီးညာထားလို့ပါသူတို့ဘာကိုရည်ရွယ်လဲမသိပေမဲ့ပြန်ပေးသမားတွေလိုချင်တဲ့လျှို့ဝှက်ချက်နဲ့ဂျူအိုကိုတုတ်ခဲ့တဲ့ပြားအကြောင်းသိရဖို့နိုရင်ကိုလက်ထပ်ရမှာဖြစ်ကြောင်းကိုတာကတတိပေးပါတယ်ဂျူအိုရာမင်ဆိုင်ကိုတွားပြီးအရာအားလုံးကိုမိပစ်ဖို့ရာမင်စားကဆိုင်ရှင်ကိုကြီးစုတင်စကားပြောပါတယ်သူပြန်ဖို့ပြင်ဆင်စဉ်နိုရင်ကိုသူမစီလာပိုးပန်းနေသူတွေများနေတာကြားပေမဲ့သူကတော့ရာမင်အတွက်ပဲလာတာဖြစ်ကြောင်းပြောပါတယ်လမ်းလျှောက်လိုက်ဖို့စဉ်နိုရင်ကသူမအဖေလောက်ရက်ကိုပြောပြပြီးဂျူအိုကတီးတီးချာချာနားမထောင်ပြီးလို့စိတ်ဆိုးပါတယ်ဂျူအိုကအာယုံစိုက်နေပါတယ်လို့ပြောလို့နိုရင်ရေမောသွားပြီးဒါဟာသူမတငယ်ချင်းတွေနဲ့ဖြစ်ချင်တဲ့အဓိပ္ပာယ်မရှိတဲ့စကားပြောဆိုမှုမျိုးဖြစ်ကြောင်းနဲ့ကျောင်းကလပ်မှာတငယ်ချင်းတွေရနိုင်မယ်လို့မျှော်လင့်ကြောင်းပြောပါတယ်ကျောင်းမှာနိုရင်နဲ့ဂျူအိုတို့ကျောင်းသားတွေစီကနေထွက်ပြေးကြပါတယ်ဂျူအိုဘာဖြစ်မှမသိခင်မှာပဲနိုရင်ကသူမမျှော်လင့်ထားတဲ့ကလပ်လှုပ်ရှားမှုပျက်စီးသွားလို့စိတ်ထဲရှိသမျှပေါက်ကွဲမိလိုက်ကြောင်းသူမမှားသွားမှန်းသိပေမဲ့ယောက်ျားလေးတွေရန်ကနေကာကွယ်ဖို့ဂျူအိုကိုသူမရဲ့ရည်စားဖြစ်ဟန်ဆောင်ပေးဖို့တောင်းပန်ပါတယ်ကျောင်းသားတွေကဂျူအိုကိုလာရောက်အနိုင်ကျင့်ပြီးသူတို့ရဲ့အစီအကံလုပ်မလားနိုရင်နဲ့လမ်းခွဲမလားလို့ချိန်ချောက်ပါတယ်ဂျူအိုကသူတို့ကိုအလွယ်တကူနှိမ့်နှင်းနိုင်ပေမဲ့ကျောင်းထုတ်ခံရမှာဆိုလို့ထွက်ပြေးပြီးတတိယထပ်ကနေခုန်ချလိုက်ပါတယ်လူတွေကသူတို့အကြောင်းအတင်းပြောနေကြတာမို့တာကာတာနဲ့ဘူဘာတို့ကတကယ်တွေးနေတာလားလို့မေးပြီးလူမိုက်တွေလက်ကနေလွတ်အောင်ပြေးနိုင်လို့ချီးကျူးကြပါတယ်ဒီကျောင်းမှာယူနီကောင်းလို့ခေါ်တဲ့ဆွဲဆောင်မှုရှိတဲ့လူမိုက်ကိုင်းရှိပြီးသူတို့ကလည်းနိုရင်ကိုလိုချင်နေတာမို့သတိထားဖို့ပြောကြပါတယ်ညဘက်မှာကိုတာကဂျူအိုကိုလက်ထပ်မှာမဟုတ်ရင်နိုရင်ရဲ့ရီးစားတို့လုံမနေဖို့တားပါတယ်လောကအမောင်ပိုင်းကလူတွေကလည်းကုမ္ပဏီရဲ့လှုပ်ဝက်ချက်ကိုလိုချင်နေပြီးချင်းချောက်လို့မရတာမို့နိုရင်ကိုလက်ထပ်ဖို့ကျောင်းတဲကိုတရှိုးရီဆေးလို့နေကြောင်းသတိပေးပါတယ်နောက်တနေ့နိုရင်ကဂျူအိုကိုပြဿနာတက်မှာဆိုလို့ရီးစားတို့လုပ်ဖို့မလိုတော့ကြောင်းနဲ့သူမဘာသာဖြည့်ရှင်းမဲ့အကြောင်းပြောပါတယ်သူမကလမတက်တော့ပဲရာမန်ဆိုင်ကိုတော့စကားပြောပေါ်ရအောင်ဆက်လာဖို့ပြောပါတယ်။ကျောင်းသားတယောက်ဝင်နောက်ဆက်ပြီးနိုရင်ကဂျူအိုနဲ့မတွဲတော့ဘူးလို့ပြောတဲ့အခါထိုကျောင်းသားကဒါဆိုသူ့ကိုပြန်တွဲဖို့နဲ့သူကကာကွယ်နိုင်ကြောင်းပြောပေမဲ့နိုရင်ကညင်းပါတယ်။ထိုကျောင်းသားကဆက်နောက်ဆက်နေတာမို့ဂျူအိုကဒီတိုင်းကြည့်မနေနိုင်ပဲငါတို့မလန်းခွဲသေးဘူး။ငါမိမကိုလက်နဲ့မထိနဲ့လို့ပြောပြီးကာကွယ်ပါတယ်။ထိုကျောင်းသားကသူ့ချင်းမလူကြီးတွေနဲ့လေ့ကျင့်ထားတာလို့ပြောပြီးထိုးပေမဲ့ဂျူအိုကအလွယ်တကူကာကွယ်ပြီးလေ့ကျင့်မှုလို့သိကြောင်းပြောပါတယ်။အဝီးကနေစောင့်ကြည့်နေတဲ့ရှင်းဆိုတဲ့ကောင်လေးကဂျူအိုကထင်တယ်လို့မညံ့ကြောင်းသတိပြုမိသွားပါတယ်။
အတိတ် flashback မှာရှင်ကလမ်းကြားထဲမှာလူတစ်ယောက်ကတနက်နဲ့ပြက်တာကိုရှောင်ပြီးနံရံနဲ့စောင့်ပစ်လိုက်တာကိုတွေ့ရပါတယ်။အဖွဲ့အစည်းကရှင်ကိုမျိုးဆက်တစ်ခုမှတယောက်ရခဲ့တဲ့ပါရမီရှင်လို့ချီးကျူးပြီးနိုးရင်ကျောင်းကိုတွားရောက်ကလက်ထပ်ဖို့တာဝန်ပေးခဲ့တာဖြစ်ပါတယ်။ပြစ်စုံကမှာနိုးရင်ကဂျူအိုကိုလှုပ်ဝက်အစွမ်းရှိလားလို့မေးပေမဲ့ဂျူအိုကသူရံမဖြစ်ဘူးပဲကန်ကောင်းလို့ပါလို့လိန်ပြောပါတယ်။နိုးရင်ကသူတို့ကဟန်ဆောင်တွဲနေတာမို့လှုပ်ဝက်ချက်တွေကိုမမေးတော့ပဲသူမအဖေကပြီးခိုင်းတဲ့ fountain တစ်ချောင်းကိုဂျူအိုကိုပေးပါတယ်။သူမလည်းဘာလို့ပေးခိုင်းမှမသိပါဘူး။အဲ့ဒီနောက်ရှင်ဟာဂျူအိုရဲ့အတန်းကိုပြောင်းလာပြီးဂျူအိုကရှင်ဟာအဖွဲ့အစည်းကမှချက်ချင်းတည်သွားပါတယ်။အားလုံးကရှင်ရဲ့ချောမောမှုကိုအံ့ဩနေကြပါတယ်။ဆီယာမကမိတ်ဆက်ခိုင်းပေမဲ့ရှင်ကစင်းမြင့်ကြောက်တယ်လို့ဘာမှမပြောနိုင်ပါဘူး။သူနိုးရင်ပြီးမှထိုင်ပြီးနိုးရင်ကစကားပြောတဲ့အခါသူမချစ်ဖို့ကောင်းလို့ခေါင်းငုံထားမိပါတယ်။ဒီလောက်လှတဲ့မိန်းကလေးကိုမပြောရဲပေမဲ့အလုပ်ဖြစ်တာမို့မင်းကိုသဘောကျလို့ကျောင်းစင်းရင်ရင်းပြင်မှာစောင့်နေမယ်ဆိုတဲ့စာကိုပေးပါတယ်။နိုးရင်ကဂျူအိုကိုအတူလိုက်ခဲ့ဖို့ပြောပေမဲ့ရှင်ကကြားသွားပြီးဂျူအိုပါရင်အခြေအနေရှုပ်ထွေးမယ်လို့ပြောပါတယ်။နိုးရင်ကရှင်စီကထူးဆန်းမှုကိုခံစားရလို့ကြည့်လိုက်ရသူ့မှာကလေးချောနိုတီတူဖြစ်တဲ့ pacifier ပါနေတာကိုတွေ့ရလို့လန့်သွားပါတယ်။ရှင်ကသူစင်မြင့်ကြောက်စိတ်ပြင်းထန်လို့ကလေးလိုဟန်ဆောင်မှတာမန်အတိုင်းနေနိုင်တာလို့အတိပေါက်ပြောပါတယ်။ဂျူအိုကတော့အဖွဲ့အစည်းမှာလူထုလူဆန်းနေများပေမဲ့ရှင်ကတော့လွန်လုံးနေပြီလို့တွေးမိပါတယ်။နိုးရင်ကဂျူအိုကသူမရီးစားလေးပြောပေမဲ့ရှင်ကသူမလက်ကိုကင်ပြီးအခွင့်အရေးပေးဖို့တောင်းဆိုပါတယ်။နိုးရင်ကကြည့်ပြီးချောပေမဲ့နူတီတူကြီးကြောင့်စိတ်ပြက်ကငင်းစရာတွေရှိလဲနဲ့သူ့ကိုလက်သီးနဲ့ထိုးချလိုက်ပါတယ်။သူမကသူ့တပားခံစားချက်ကိုလာနောက်ပြောင်တာဖြစ်လို့ထိုးတာလို့ပြောပါတယ်။ရှင်ကသူမရဲ့ပွင့်လင်းမှုကိုသဘောကျပြီးတကယ်ချစ်မိသွားကြောင်းပြောကဂျူအိုကိုကန်လိုက်ပြီးဂျူအိုလည်းအဖွဲ့အစည်းကမှန်တိကြောင်းပြောပါတယ်။ရှင်ကနိုင်တဲ့သူနိုးရင်ကိုရမယ်ဆိုပြီးစင်ခေါ်ပေမဲ့ဂျူအိုကငင်းပါတယ်။ရှင်ကဂျူအိုစီကဖောင်တင်ကတတိုးသားအစီရဲ့တက်တည်ဖြစ်ကြောင်းပြောပြီးအဖေဖြစ်သူကဖောင်တင်အဆုံးထိရှိတဲ့သူကတတိုးသားလောင်းဖြစ်မယ်လို့စီကံအသစ်ထုတ်လိုက်တာကိုသူတို့သိသွားကြပါတယ်။နိုရင်ကသူမအတွက်လူနေကြတာကိုမုန်းပြီးဂျူအိုကဟန်ဆောင်ရေးစားတာဖြစ်ကြောင်းအော်ပြောပါတယ်။ပြိုင်ပွဲစတော့မယ့်အချိန်မှာရှင်ကတနာရီအတွင်းဂျူအိုရဲ့ပါဇက်ထဲနူတီတို့ထည့်နိုင်ရင်သူနိုင်မယ်လို့ပြောတာမို့တာကာတာနဲ့ဘိုးဘာတို့ကရေကြပြီးဂျူအိုနဲ့နိုရင်ကတော့ကြောင်သွားကြပါတယ်။ရှင်ကနိုရင်ကိုထပ်မံဝင်ခံပြီးနိုင်ရင်ပေါင်ပေါ်ခေါင်းအုပ်အိတ်ချင်တယ်လို့ပြောပြီးမရဘူးလို့အငင်းခံရပါတယ်။တိုက်ပွဲစတဲ့အခါရှင်ကအားပြင်းပြင်းတိုက်ခိုက်ပြီးဂျူအိုကရှောင်နေရပါတယ်။ဂျူအိုကအထောက်အထားဖုံးခွေဖို့အရှက်မရှိဆုံးနီးလန်းနဲ့ရှောင်နေပါတယ်။ရှင်ကနိုရင်ဘာလို့ဂျူအိုကိုရွေးလဲတွေးမိရမှာတယောက်ကခလီးဖြစ်ပြီးတယောက်ကလူကြီးဖြစ်လို့နေမှာပါ။ဒါကြောင့်ဂျူအိုကိုလည်းခလီးဖြစ်အောင်လုပ်မယ်လို့ယူကြောင်တွေးနေပါတယ်။ရှင်ကနူတီတူတွေအများကြီးဖြစ်လို့ပြီးတိုက်ခိုက်ရဂျူအိုကရှောင်ရင်းနဲ့ရှင်ထောင်ထားတဲ့နူတီတူပါတဲ့တက်မျက်စီသို့မဟုတ်ထုံချစ်ကိုနင်းမိပြီးထုံချစ်လက်ကင်ကပါဆက်စီလာပါတယ်။အားလုံးပြီးထင်ပြီးမဲ့ဂျူအိုကရှေ့မှာကျူးတားထားခဲ့တာမို့ထုံချစ်ကရပ်သွားပါတယ်။ဂျူအိုနိုင်သွားပြီးသူ့လည်းနူရင်ပေါ်ခံစားချက်ရှိပြီးမဲ့ရှင်နဲ့မတူကြောင်းပြောပါတယ်။သူတမီးဖြစ်သူကိုစုကိုနူရင်နေရာမှာမြင်နေမိတာဖြစ်ပြီးတမီးအတွက်ဘာမှမလုပ်ပြီးခဲ့ရလို့နူရင်ကိုတော့ကာကွယ်ပြီးပျော်ရွှင်အောင်လုပ်ပေးနေတာဖြစ်ပါတယ်။ကျောင်းမှာဆီယာမကနောက်အပတ်ကြားဖြတ်စာမွေးပွဲရှိကြောင်းကြေညာပါတယ်။တငယ်ချင်းတွေကစိုးရိမ်နေပေမဲ့ဂျူအိုကတော့အမှတ်ကောင်းဖို့စိတ်အားထက်သန်နေပါတယ်။ကိုတာကလူမိမယ်လို့တတိပေးလို့ဂျူအိုကစိုးရင်ချင်အောင်ဆောင်လိုက်ရပါတယ်။နောက်တနေ့မှာနိုရင်းကယောက်ျားလေးတွေစာမွေးပွဲကြောင့်မနှောက်ရှက်တော့လို့ပြောနေပါတယ်။ဒါကဂျူအိုကိုဝင်တိုက်မိတာဂျူအိုကစားချက်ဖို့အိတ်ရေးပြတ်ထားလို့ရုပ်ကပြက်နေပါတယ်။ရီယိုကအိတ်ဖို့ပြောပေမဲ့ဂျူအိုကစားတင်ရတာမရက်နိုင်လို့မိုးလင်းသွားတာလို့ပြောပါတယ်။အတန်းပြီးနောက်ဂျူထပ်မံငိုကြွေးပြန်ရကိုတာကအလုံးအကျုံလုံနေပြီလို့ပြောပေမဲ့ဂျူအိုကကိုယ့်အလုပ်ကိုလုပ်ဖို့ပြောပါတယ်။ကိုတာကဒီနေ့ညစာကိုဂျာဘာမီဆိုင်မှာသွားစားဖို့အကြံပြုပါတယ်။ညနေခင်းမှာနိုရင်းကဂျူအိုကိုတွေ့လို့နောက်ကလိုက်ရဂျူအိုကဂါကိုတာဆိုတဲ့အဝိစားလွဲဖို့ထားတဲ့သူနဲ့စကားပြောပြီးဘားတစ်ခုတည်းဝင်သွားတာတွေ့လို့အံ့ဩသွားပါတယ်။ဒါပေမဲ့ဒါဟာဂျာဘာမီရဲ့ဘာဖြစ်ပြီးဂျူအိုကညစာလာစားတာပါ။ဂျာဘာမီကဂျူအိုကိုပထမတော့မမှတ်မိပဲကိုတာကဝါရင်လောက်ချန်တက်ဖြတ်သူမှပြောပြလို့အံ့ဩခဲ့ရကြောင်းပြောပါတယ်။အီရီရုတ်တရက်ရောက်လာပြီးဂျူအိုကိုမျက်ကွင်းညိုနေလို့မေးရဂျူအိုကသမီးကိုကြည့်ရမှာကိုဘာလို့ဒီမှာလာတော့နေလဲလို့မေးပါတယ်။အီရီကသမီးကကြီးပြီးမို့ကိုဘာသာနေတဲ့ကြောင်းနဲ့ဂျိုးလှုပ်ချန်တက်ဖြတ်သူတော့ကမကြရှုံးဘူးလို့အခုစာမေးပွဲကိုစူးစမ်းနေတာဖြစ်ပေမဲ့အလေတန်းကျောင်းသားဘဝမှာကြရှုံးလေးရကြောင်းနဲ့ခလီးဖြစ်ပြီးမှပို့ပြီးအသက်ဝင်လာကြောင်းပြောပြပါတယ်။အဲဒီနောက်ဂျူအိုကအီရီကိုပူတာယုံလိုက်ပို့တာကိုနိုရင်မြင်သွားပြီးအသက်ကြီးတဲ့အမျိုးသမီးနဲ့ဘာလို့အတူရှိနေလဲလို့တွေးပူမိပါတယ်။စာမေးပွဲဖြေပြီးနောက်ဂျူအိုကတာမန်အမှတ်ပေးကြပြီးမဲ့အကျော့ပြန်စာမေးပွဲကြရင်ပိုကောင်းအောင်လုပ်မယ်လို့တွေးပါတယ်။တငယ်ချင်းကြီးအမှတ်ကောင်းကြပြီးမဲ့ရှင်ကတော့ဘာသာတိုင်းတုံညရလို့စိတ်မကောင်းဖြစ်နေပါတယ်။နိုရင်ကတော့ဂျူအိုကလူကြီးလို့ပြုတ်မှုနေလို့တကယ်ပဲအလေတန်းကျောင်းသားဟုတ်ရလားလို့တန်တရားဝင်နေပါတယ်။ကလပ်မှာချီစာတို့ကကြည်တိတက်နေတင်ပြီးရဂျူအိုနဲ့နိုရင်တို့အစီမပြေဖြစ်ပေမဲ့စီနီယာတွေကိုနီလို့တတ်သွားပါတယ်။ဂျူအိုနဲ့နိုရင်တို့ဒီနေကြပန်းဆိုင်နေတဲ့ကီယိုးနဲ့တွေ့ပြီးနိုရင်ကပွင့်ပွင့်မကိုစိတ်လှုပ်ရှားနေပါတယ်။ဂျူအိုကဘာလို့ပြောနေလဲမီးရနိုရင်ကကလပ်ကအသုံးဝင်တဲ့အတတ်ပညာတွေတင်ပြီးလို့ဖြစ်ကြောင်းပြောပါတယ်။နောက်တနေ့မှာချီစာတို့ကဘေးစ်ဘောအဖွဲ့အတွက်ထမင်းဆုပ်လုပ်ရမယ်လို့ပြောရအခြားမိန်းကလေးတယောက်ကဒါဟာစီနီယာအဖွဲ့အတွက်ဖြစ်ကြောင်းနဲ့ထိုအဖွဲ့မှာယူနီကောင်းအဖွဲ့ဝင်တယောက်ပါကြောင်းပြောလို့ချီစာတို့ကတက်တနာတက်မှာဆိုလို့ဂျူအိုနဲ့နိုရင်ကိုမလာဘူးပြောပြီးမြဲသူတို့ကတော့သွားပါတယ်။ကွင်းမှာကစားသမားတန်တူကကလပ်ကိုကျေးဇူးတင်စကားပြောရင်းဂျူအိုနဲ့နိုရင်ကိုမှတ်မိသွားပြီးဂျူအိုကိုစင်းခေါ်ကနိုင်တဲ့သူကနိုရင်ရေးစားဖြစ်မယ်လို့ပြောပါတယ်။နိုရင်ကမတိဘူးလို့ညင်းပေမဲ့တန်တူကသူနိုရင်ကိုစိတ်မဝင်စားပဲဂျူအိုကိုပဲချေမုန်းချင်တာလို့ပြောပါတယ်။သူကတမိုင်းမှာပထမဆုံးအားကစား၃မျိုးစလုံးမှာအကောင်းဆုံး triple threat ကစားသမားဖြစ်ချင်တာပါ။ကိုဒါရှာကြည့်ဟာတန်တူက baseball, soccer, basketball ၃မျိုးစလုံးမှာထူးချွန်သူဖြစ်နေပါတယ်။တန်တူကဂျူအိုကိုအိမ်တွင်းစီးပွားရေးကလပ်ကလူညံ့တယောက်လို့စော်ကားတာကြောင့်ဂျူအိုကကလပ်ကိုစော်ကားတဲ့အတွက်ပြိုင်ပွဲကိုလက်ခံလိုက်ပါတယ်။သူတို့ဖူဆယ်ကစားရမှာဖြစ်ပြီးတန်တူကလူအများကြီးခေါ်ခဲ့နိုင်တယ်လို့ပြောပြီးမြဲဂျူအိုကမလူပါဘူးလို့ညင်းပါတယ်
နီးပြကတန်တူရဲ့ရိုင်းဆိုင်မှုအတွက်တောင်းပန်ပြီးမြဲတငယ်ချင်းတွေကတော့သူကတော်လို့လေးစားကြပါတယ်ကလအဖွဲ့ဝင်တွေကတန်တူကိုပညာပေးချင်ကြပြီးနိုးရင်လည်းအဆက်ရနေပါတယ်ရှင်ကတန်တူကိုအပြစ်ပေးဖို့ပါဝင်မှာဖြစ်ပြီးကီတိုလည်းပါဝင်မှာဖြစ်ပါတယ်ညဘက်မှာတန်တူကတငယ်ချင်းတွေကစားရင်ဂျူအိုကိုရှေ့နေပွဲတုန်းကမြင်လို့စိတ်ဝင်စားတာဖြစ်ကြောင်းပြောပါတယ်ဖူစိပွဲအတွက်အားလုံးပြင်ဆင်ကြပြီးဂျူအိုကတန်တူရှုံးရင်ကလပ်ကိုတောင်းပန်ဖို့ပြောလိုက်ရမှာတော့ဒီဗီဒီယိုလေးကပြီးဆုံးသွားပါ